မင်္ဂလာပါရှင်အခုလိုဆောင်းရသည်တဲသိမ့်ချိန်လေးမှာရှားပါးကြပြလေးတစ်ပုဒ်ဖြစ်တဲ့တဲကောက်ချိန်ဆိုတဲ့လေးကျိုးကြပြလေးရွတ်ဆိုပြချင်ပါတယ်ရှင်ဒီကြပြလေးကိုတော့ကျမတို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကထိန်လင်းဆိုတဲ့ကလောင်အမည်နဲ့ရေးခဲ့တယ်လို့လည်းမှတ်သားရပါတယ်ဒီကြပြလေးကိုလင်္ကာဒီပအော်ကက်စထရာနဲ့အတူတန်စင်လေးတွေထည့်ပြီးဆိုဖို့လည်းအစီအစဉ်ရှိပါတယ်ရှင်အခုတော့လေးကျိုးဆိုတန်လေးနဲ့ပဲရွတ်ဆိုပြတာလေးကိုနားဆင်ပေးပါဦးရှင်ဟိမနာချမ်းမလို့ပြောင်းရန်တော့မေအလောကံွယ်ချောင်းမာလာလွမ်းဝဲကောင်းပါတဲ့ဒီအချိန်ကံကဖမတော့ထမ်းရွက်ကာယဤတဲနဲ့နေလဲမလုံးပါနဲ့တပိုင်းကကနဲ့ဖြစ်နဲ့ပြင်းမြေပဲဖယုံကိုင်ဝအတွန်းစီကတချင်းတဲ့တမိန်မရဲ့ဘလူရာကလိန်နာလူအသွမ်းမချရွှေရင်တောင်းငွေနင်းနွေမောင်ထမ်းတော့ဒီတောင်းရဲ့တဲရင်မြောက်မာလားညီမောင်နဲ့ပဲရင်ကောက်လို့ရှာရှာဆန္ဒရဲအရှူရှူပြန်တော့ဆုံးကိုဟ